မင်္ဂလာပါရှင် The Health Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။အယိုးများကြောက်ဖြစ်ခဲ့သူအကြောင်းကိုတင်ဆက်ပေးကြပါမယ်။ကျမတို့အားလုံးဟာကျန်းမာရေးကောင်းစေဖို့အတွက်ဗီတာမင်အားဆေးတွေကိုတောက်သုံးလိမ့်ရှိပါတယ်။ဒါပေမဲ့ကောင်းကျိုးပေးတယ်လို့ယူဆရတဲ့ဗီတာမင်ကိုပဲအလွန်အကျွံတောက်သုံးမိရင်ဘလောက်အသက်အန္တရာယ်ရှိနိုင်တယ်လဲဆိုတော့တကယ်ဖြစ်ရမှန်တခုကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ဒီခေတ်ရဟာဗြိတိန်နိုင်ငံမှာဖြစ်ပွားခဲ့တာပါအမျိုးသားတဦးဟာကျန်းမာရေးအတွက်ကောင်းတယ်ဆိုပြီးဆရာဝန်ရဲ့ညွှန်ကြားချက်မပါဘဲဗီတာမင် D အားဆေးတွေကိုစတင်တောက်သုံးခဲ့ပါတယ်သူတောက်သုံးခဲ့တဲ့ပမာဏကလိုအပ်တဲ့နေ့စဉ်ပမာဏထက်တရက်လျင်အစ80ကျော်ပိုများပြီးလပေါင်းများစွာဇက်တိုက်တောက်ခဲ့တာပဲဖြစ်ပါတယ်ရလဒ်ကတော့ခန္ဓာကိုယ်ထဲမှာဗီတာမင် D လွန်ကဲမှုကြောင့်ကယ်လ်ဆီယမ်ဓာတ်တွေအစမတန်မြင့်တက်လာပြီးသွေးထဲမှာပြည့်ရှံလာပါတယ်ဒီလိုအခြေအနေကြောင့်သူ့ရဲ့အဆစ်တွေဟာတောင့်တင်းလာပြီးနာကျင်လာပါတယ်။အဆိုးဆုံးကတော့သူ့ရဲ့ကြောက်ကပ်တွေကပျက်စီးလာပြီးခန္ဓာကိုယ်ရှိအယိုးတစ်ရှူးများဟာပုံမှန်မဟုတ်တော့ဘဲကြောက်ပြစ်တယ်လို့မာကျောလာတဲ့အခြေအနေစီကိုရောက်ရှိသွားခဲ့ရပါတယ်။ဆေးရုံအရေးပေါ်ဌာနကိုရောက်ရှိလာတဲ့အခါမှာဒီလိုပြင်းထန်တဲ့ဗီတာမင်အဆိပ်သင့်မှုကိုစစ်ဆေးတွေ့ရှိခဲ့ရတာဖြစ်ပါတယ်။ဒီဖြစ်ရပ်ကနေကျမတို့အတွက်သင်ခန်းစာယူစရာအချက်ကတော့ကောင်းကျိုးပေးသည်ဟုထင်ရသောအရာပင်လျှင်လွန်ကဲပါကအန္တရာယ်ရှိနိုင်သည်ဆိုတဲ့အချက်ပဲဖြစ်ပါတယ်။ထိုမျိုးသားဟာအသက်80အရွယ်ဖြစ်ပါတယ်။ဗီတာမင်အားဆေးများသည်ဆေးဝါးများသာဖြစ်ပါတယ်။ဗီတာမင် D လိုအဆီမာပျော်ဝင်တဲ့ဗီတာမင်တွေကိုလိုအပ်တာထက်ပိုတောက်မိရင်ခန္ဓာကိုယ်ကအလွယ်တကူစွန့်ထုတ်နိုင်ခြင်းမရှိတော့ဘဲအဆိပ်အတောက်ဖြစ်စုမိနေပါတယ်။ဗီတာမင်သို့မဟုတ်ဖြည့်စွက်စာတစ်မျိုးမျိုးကိုမတောက်သုံးမီဆရာဝန်သို့မဟုတ်ကျန်းမာရေးပညာရှင်နဲ့တေချာတိုင်ပင်ပြီးတော့မိမိခန္ဓာကိုယ်အတွက်လိုအပ်တဲ့ပမာဏကိုသာတောက်သုံးကြဖို့အထူးလိုအပ်ကြောင်းသတိပေးလိုပါတယ်။ဒီနေ့ပြောပြခဲ့တဲ့ဖြစ်ရပ်မှန်ကိုနမူနာယူပြီးကျန်းမာရေးအတွက်ဘာကိုပဲစားသုံးသည်ဖြစ်စေဆေးဝါးပဲတောက်သုံးသည်ဖြစ်စေမျှတခြင်းနဲ့ဆရာဝန်ညွှန်ကြားချက်ကိုအလေးထားပြီးလိုက်နာပါလို့တိုက်တွန်းရင်းနဲ့ညီကုန်းချုပ်လိုက်ရပါတယ်ရှင်။နားဆင်ပေးကြတဲ့အတွက်ကျေးဇူးတူပဲတင်ရှိပါတယ်။